ကီလီယန်အမ်ဘာပေဟာတခြားကစားသမားတစ်ယောက်ကိုသူ့ထက်သားလုံးနဲ့လို့ချီးကျူးလေးခဲရင်းပါတယ်ဒါပေမဲ့ကမ္ဘာဖလားမတိုင်ခင်ရက်ပိုင်းလုံးမှာပဲသူပြောခဲ့တဲ့စကားတစ်ခွန်းဟာမိုက်ကယ်အိုလစ်ဆန်နဲ့ပတ်သက်ပြီးတာမန်ချီးကျူးစကားထက်ပုံမလေးနက်မှုရှိခဲ့ပါတယ်သူကမိုက်ကယ်ဟာအန်အောစရာကောင်းတဲ့ယာတီတစ်ခုကိုဖျက်ဆီးနေတာပါသူဟာကောင်းမွန်တဲ့အခိုက်အတန့်ကိုပိုင်ဆိုင်ထားပါတယ်သူ့လိုအရေးသွေးမျိုးရှိတဲ့ကစားသမားတစ်ယောက်ကျွန်တော်တို့စီမှာရှိနေတာကံကောင်းတာပါပဲလို့ပြောကြားခဲ့ပါတယ်အဲ့ဒီနောက်အရေးကြဒီဆုံးစကားတစ်ခုကိုထပ်လောင်းပြောခဲ့ပါသေးတယ်အဲ့ဒါကတော့အိုလစ်ဆဲဟာပြင်သစ်အသင်းရဲ့တိုက်စစ်အတွက်တူးချင်းအရေးသွေးပြင်နီးပြူဟာပိုင်းဆိုင်ရာရွေးချယ်စရာအများကြီးကိုပေးစွမ်းနိုင်နေဆိုတာပါပဲဒါဟာအမ်ဘာပေစီကနေထွက်လာတဲ့စကားဆိုရင်တကယ်တမ်းဘာကိုဆိုလိုတာပါလဲဒါဟာသူ့ရဲ့မျိုးဆက်မှာအထအကြီးဆုံးကိုသွင်းရှင်လို့သတ်မှတ်ခံထားရသူကအလင်းရောင်တွေဟာသူ့တယောက်တည်းအပေါ်မှာတင်ရှိမနေတော့ဘူးဆိုတာကိုလူသိရှင်ကြားပထမဆုံးအကြိမ်ဝန်ခံလိုက်တာပဲဖြစ်ပါတယ်ဒါကဘာကြောင့်ထူးဆန်းတယ်လဲဆိုတာကိုနားလည်ဖို့ဆိုရင်အမ်ဘာပေကဘယ်လိုလူလဲဆိုတာခင်ဗျားတို့အရင်ဆုံးသိဖို့လိုပါတယ်သူဟာအမြဲတမ်းအဓိကဆက်ဆောင်နေရမှာပဲနေချင်းတဲ့ပင်ကိုစရိုက်ကိုတိစောက်ထားသူဖြစ်ပါတယ်2018ခုနှစ်အသက်19နှစ်သားရွယ်မှာတင်သူဟာပြင်သစ်အသင်းကိုကမ္ဘာဖလားချန်ပီယံဖြစ်အောင်တည်ဆောင်ပေးခဲ့တဲ့လျှက်စစ်လိုပြင်းထန်တဲ့စွမ်းအားစုဖြစ်ခဲ့ပါတယ်2022ခုနှစ်မှာတော့သူဟာလူသားထက်လွန်ကဲတဲ့စွမ်းဆောင်ရည်တွေနဲ့ဗိုလ်လုပွဲမှာဟက်ထရစ်သွင်းယူခဲ့ပြီးအားနည်းချက်တွေရှိနေတဲ့ပြင်သစ်အသင်းကိုကမ္ဘာဖလားနှစ်ကြိမ်ဆက်ရရှိလူနီးပါးအထိပင်နယ်တီအဆုံးဖြတ်ထိဆွဲခေါ်သွားခဲ့ပါတယ်အမ်ဘာပေဟာစင်မြင့်ထက်ကိုဘယ်သူနဲ့မှမျှဝေလေးမရှိပါဘူးသူကပဲပိုင်ဆိုးထားတာဖြစ်ပါတယ်ဒါကြောင့်သူကအသင်းဖို့တယောက်ပေါ်အခုလိုရရရောပြောဆိုလာတဲ့အခါဘောလုံးလောကအနေနဲ့တတိထားဆောင်ကြည့်ရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့သူဟာအလင်းရောင်တွေကိုအလကားတက်လမ်းဖယ်ပေးမဲ့သူမဟုတ်လို့ပါပဲဒီလိုပြောဆိုလာတဲ့အချိန်ကိုကလည်းလစ်လူရှုထားဖို့မဖြစ်နိုင်တော့အောင်ပါပဲရပိုင်းအလို2026ခုနှစ်ဇွန်လ10ရက်နေ့လိုင်လီမြို့မှာကစားခဲ့တဲ့ပွဲမှာမိုက်ကယ်အိုလစ်ဆဲဟာသူ့ရဲ့ကစားသမားဘဝပထမဆုံးအကြိမ်ဖြစ်ဟက်ထရစ်သွင်းယူခဲ့ပါတယ်ဒါဟာပြင်သစ်အသင်းရဲ့ကမ္ဘာဖလားမတိုင်ခင်နောက်ဆုံးခြေစမ်းပွဲဖြစ်ပြီးနီးပြဒီဒီယာဒေရှန်အတွက်လည်းတိုင်ပွဲမတိုင်ခင်မိခင်မြေကနောက်ဆုံးနှုတ်ဆက်ပွဲဖြစ်ကမြောက်အိုင်ယာလန်အသင်းကို3ဂိုးတကိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်အိုလစ်ဆဲဟာပထမပိုင်းနဲ့ဒုတိယပိုင်းတွေမှာပြန်ထွက်လာတဲ့ဘောလုံးတွေကနေတဆင့်ဂိုးတွေသွင်းယူခဲ့ပါတယ်။အဲ့ဒီနောက်85မိနစ်မှာတော့သူဟာဝေးလံတဲ့အရက်ကနေအဝေးကန်ချက်နဲ့အတူဘောလုံးကိုဂိုးပေါက်ရဲ့ဝေးရထောင်းတဲ့ကိုအံ့ဩစရာကောင်းလောက်အောင်လှပစွာကန်သွင်းပြီးပွဲကိုအဆုံးသတ်ပေးခဲ့ပါတယ်။အဲ့ဒီအသက်ရှူမလောက်စရာဂိုးဟာသူ့ရဲ့တက်တည်ပြချက်တစ်ခုဖြစ်ခဲ့ပြီးပြင်သစ်နိုင်ငံလုံးကလည်းအဲ့ဒါကိုမြင်တွေ့ခဲ့ကြပါတယ်။ဒါပေမဲ့အချိန်ကိုက်ဖြစ်ပေါ်လာတဲ့ထူးဆန်းတဲ့စန့်ကျင်ဘက်အနေအထားတစ်ခုရှိနေပါတယ်။အဲ့ဒီပွဲမှာအဲ့ဒီနှစ်ယောက်လုံးဟာအမ်ဘာပေဦးစမန်တမ်ဘီလီနဲ့ဒေစီယေဒူအီဒိုနဲ့အတူရှေ့တန်းတိုက်စစ်လေးဦးတွေအဖြစ်ပါဝင်ကစားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ဂိုးသွင်းယူခဲ့တာကအမ်ဘာပေမဟုတ်ပါဘူး။တကယ်တော့အမ်ဘာပေဟာသူ့ရဲ့နိုင်ငံတကာတွင်းဂိုး56ဂိုးကနေထပ်မံတိုးပွားအောင်မလုပ်နိုင်ခဲ့ပဲပြင်သစ်အသင်းရဲ့တမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူထားသူအိုလီဗီယာဂျီရိုရဲ့စံချိန်နောက်တကိုးကွာမှာပဲဆက်ဤနေခဲ့ပါတယ်အတင်းကောင်းဆောင်ကြီးညီတက်နေခဲ့တဲ့အချိန်မှာပဲဘေးလူလိုထင်မှတ်ထားတဲ့သူက3ဂိုးအထိသွင်းယူသွားခဲ့တာဖြစ်ပါတယ်ပြီးတော့နောက်ရက်မှာလည်းအမ်ဘာပေဟာစိတ်ကောက်မနေပဲသူ့ရဲ့လျှက်စီးကြောင်းတွေကိုလူယူသွားတဲ့သူကိုလူသိရှင်ကြားချီးကျူးဖို့ရွေးချယ်ခဲ့ပါတယ်ဒါဆိုရင်အမ်ဘာပေအတွက်စကားပြောဖို့ဘာကြောင့်အကောင်းဆုံးအချိန်ဖြစ်သွားရတာလဲဘာဖြစ်လို့လဲဆိုတော့ကျန်တဲ့ကဘာကြီးကအခုမှစတင်သတိပြုမိလာတဲ့အရာကိုသူကကြိုတင်မြင်တွေ့နေလို့ပဲဖြစ်ပါတယ်ညာတောင်ပံကနေဘယ်ချိန်နဲ့အတွင်းထဲကိုဖြစ်ပြေးဝင်တက်တဲ့တောင်ပံကစားသမားတယောက်ကိုဗဟိုပြုပြီးတိစောက်ထားတဲ့ပြင်သစ်အသင်းဟာကီလီယန်အမ်ဘာပေတယောက်တည်းပေါ်မှာတင်အခြေခံထားတဲ့အသင်းမဟုတ်တော့ပါဘူးအသင်းရဲ့စွမ်းငင်အားဗဟိုချက်ကပြောင်းလဲနေပြီဖြစ်ပြီးအခြေအနေကိုဖက်တက်တဲ့အမ်ဘာပေဟာအဲ့ဒါကိုကြွယ်ရမှာတိုက်ခိုက်နေမဲ့အစားလူသိရှင်ကြားလက်ခံဖို့ရွေးချယ်လိုက်တာဖြစ်ပါတယ်ဒါပေမဲ့အဓိကမေးခွန်းကတော့အိုလစ်ဆဲဟာဘယ်လိုကြောင့်ဒီလောက်အထိမြင်မြန်ဆက်ဆက်အဆင့်မြင့်တက်လာရတာလဲဆိုတာပါပဲအဖြေကတော့ဘိုင်ယန်မြူးနစ်အသင်းမှာရှိပါတယ်မိုက်ကယ်အိုလစ်ဆဲဟာ2024ခုနှစ်နွေရာသီမှာခရစ္စတယ်ပဲလစ်အသင်းကနေပေါင်53တန်းကနေ63တန်းဝန်းကျင်ရှိတဲ့စာချုပ်ဖြတ်သိမ်းခြင်းနဲ့အတူဘိုင်ယန်မြူးနစ်အသင်းစီပြောင်းရွှေ့ခဲ့တာဖြစ်ပြီးဂျာမန်ချန်ပီယံတွေကလည်းအဲ့ဒီပမာဏကိုပေးချေဖို့ပျော်ရွှင်ခဲ့ကြပါတယ်အဲ့ဒီပြောင်းရွှေ့မှုကဘာကြောင့်ဒီလောက်အထိအရေးပါသွားအားရတာလည်းဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကပရီးမီးယားလိရဲ့အရေးချင်းရှိတဲ့တောင်ပံကစားသမားလေးတစ်ယောက်ကိုကမ္ဘာအဆင့်အနည်းရှိဆုံးတိုက်စစ်မှုတစ်ယောက်ဖြစ်ပြောင်းလဲပေးခဲ့လို့ဖြစ်ပါတယ်။ညာတောင်ပံကနေဘယ်ချိန်နဲ့အတွင်းနဲ့ဖြတ်ပြေးဝင်တဲ့ကစားသမားမျိုးဟာဘိုင်ယန်မြူးနစ်အသင်းမှာတဘာဝကြအံဝင်ခွင်ကြဖြစ်နေတတ်ပါတယ်။ဒါဟာဆယ်စုနှစ်တခုကြာအာဂျန်ရိုဘင်ရဲ့အမတ်သားဖြစ်ခဲ့တာပါ။အခုတော့အဲ့ဒါကအိုလစ်ဆဲရဲ့အပိုင်ဖြစ်သွားခဲ့ပါပြီ။ဘိုင်ယန်ရဲ့ကနဝင်ကာဟိန်းလူမီနီကာကလည်းသူ့ကိုရိုဘင်ဖရန့်ရီဘာရီတိုနဲ့အတူတန်းတဲ့နေရာပေးထားပြီးဖြစ်ပါတယ်။သူ့ရဲ့2025-26ရာသီရဲ့ကိန်းဂဏန်းတွေကတော့တကယ်ကိုအံ့ဩစရာကောင်းလာပါတယ်။ဘွန်ဒက်စ်လီဂါပြိုင်ပွဲတစ်ခုထဲမှာတင်အိုလစ်ဆဲဟာ15ဂိုးသွင်းယူခဲ့ပြီး19ဂိုးအထိဖန်တီးပေးခဲ့က2019-2020ရာသီနောက်ပိုင်းဘွန်ဒက်စ်လီဂါရာသီတစ်ခုထဲမှာဂိုးနဲ့ဂိုးဖန်တီးမှုအနည်းဆုံး15ကျင်းစီရရှိခဲ့တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။သူဟာလိတစ်ခုလုံးမှာဂိုးဖန်တီးမှုအများဆုံးကစားသမားဖြစ်ဦးဆောင်ခဲ့ပါတယ်။ဘိုင်ယန်တင်ဟာအဲ့ဒီနှစ်ကို122ဂိုးနဲ့အဆုံးသတ်ခဲ့ပြီးယခင်ဘွန်ဒက်စ်လီဂါစံချိန်ဟောင်းဖြစ်တဲ့100ဂိုးကိုချိုးဖျက်ခဲ့ပါတယ်ပြီးတော့အိုလစ်ဆဲဟာအဲ့ဒီဆက်ရနေရကြီးရဲ့အဓိကမောင်းနှင်အားဖြစ်ခဲ့ပါတယ်သူ့ရဲ့စူးစမ်းမှုတွေကြောင့်သူဟာမကြသေးခင်ကဟာရီကိန်းဖလော်ရီယန်ဘတ်စ်နဲ့ဂျုတ်ဘလင်ဟန်တို့ရရှိခဲ့မှုတဲ့ဘွန်ဒက်စ်လီဂါတစ်နှစ်တာအကောင်းဆုံးကစားသမားစုကိုစုခုနိုင်ခဲ့ပါတယ်ဒါပေမဲ့အိုလစ်ဆဲဟာဘာကြောင့်ကိန်းဂဏန်းပြဆက်ရနေရတစ်ခုထပ်ပို့သွားရတာလဲဘာဖြစ်လို့လဲဆိုတော့သူနဲ့တူတွဲကစားရတဲ့သူတွေကြောင့်ဖြစ်ပါတယ်ဟာရီကိန်းနဲ့သူ့ရဲ့အတွဲဖက်ကတကယ်ကိုထူးခြားဆန်းပြလွန်းလာပါတယ်အိုလစ်ဆဲကိုယ်တိုင်လည်းအဲ့ဒီအင်္ဂလန်တိုက်စစ်မှုကြီးရဲ့ဘေးနားမှာကစားရင်ဘယ်လောက်တောင်တင်ယူခဲ့ရလဲဆိုတာကိုပြောကြားခဲ့ပူပါတယ်ချန်ပီယံလိမှာလည်းသူဟာ9ဂိုးသွင်းယူခဲ့ပြီး10ဂိုးဖန်တီးပေးခဲ့ကဆီမီဖိုင်နယ်အထိတက်လှမ်းနိုင်အောင်ကူညီပေးခဲ့လို့ဟာရီကိန်းနဲ့အတူတန်ခွဲရဲ့တရားဝင်အကောင်းဆုံးလူစည်းရင်းမှာပါဝင်ခွင့်ရရှိခဲ့ပါတယ်အချို့အချိန်တွေမှာဆိုရင်ဥရောပရဲ့ထိပ်တန်းလိ9ခုမှာသူ့ရဲ့ဂိုးဖန်တီးမှုစံချိန်ကိုဘယ်သူမှမမီနိုင်ခဲ့ပါဘူးမန်ချက်စတာစီးတီးမှာကီဗင်ဒီဘရိုင်းနာနဲ့အတူကစားခဲ့မှုတဲ့သူ့ရဲ့နီးပြဘင်းစင်ကုမ္ပဏီကလည်းအိုလစ်ဆဲကိုဒီဘရိုင်းနာနဲ့တိုက်ရိုက်နိုင်ရှင်ခဲ့ပြီးအသေးစိတ်အချက်လက်တွေအပေါ်တည်ငြိမ်စွာအာရုံစိုက်တတ်တဲ့အချက်ကိုချီးကျူးခဲ့ပါတယ်
ဘောလုံးသမားတယောက်ကိုတကယ်ကမ္ဘာအဆင့်ဖြစ်စေတာကတော့အသင်းငယ်တွေနဲ့ပွဲမှာဘယ်လိုကစားပြလဲဆိုတာမျိုးမဟုတ်ပါဘူးအကြီးမားဆုံးစင်မြင့်ထက်တွေမှာဘယ်လိုရုံထွက်ပြလဲဆိုတာပဲဖြစ်ပါတယ်ပြီးတော့ဒီရာသီမှာအရာအလုံးကိုတက်တည်ပြခဲ့တဲ့ညတညရှိခဲ့ပါတယ်ချန်ပီယံလိကွာတာဖိုင်နယ်ရီယယ်မက်ဒရစ်နဲ့ပွဲမှာအိုလစ်ဆဲဟာဆန်တီယာဂိုဘာနေပြူကွင်းထဲမှာဘောလုံးလောကကိုမြင့်တက်သွားစေမဲ့အကောင်းဆုံးကစားကွက်မျိုးကိုပြသခဲ့ပါတယ်အဲ့ဒီပွဲကတခြားပွဲတွေထက်ဘာကြောင့်ပိုပြီးအရေးကြီးသွားရတာလဲဘာဖြစ်လို့လဲဆိုတော့သူဟာဂလက်တီကိုရဲ့မိခင်မြေမှာကီလီယန်အမ်ဘာပေနဲ့ဗီနီစီယက်စ်ဂျူနီယာတို့ရဲ့ရှေ့မောက်မှာတင်သူတို့နှစ်ယောက်စလုံးထက်ပုံမတောက်ပြခဲ့လို့ဖြစ်ပါတယ်။အဲ့ဒီပွဲရဲ့အကြောင်းကိုတိတိကျကျပြန်ပြောပြဖို့လိုပါတယ်။မက်ထရစ်မြေကပထမအကြော့ပွဲစဉ်မှာဘိုင်ယန်တင်းက2ဂိုးနဲ့အနိုင်ရခဲ့ပြီးအဆုံးဖြတ်အခိုက်အတန့်တွေကတခုကအိုလစ်ဆဲကြောင့်ဖြစ်ခဲ့ပါတယ်။ပထမပိုင်းနောက်ပိုင်းမှာလူဝစ်ဂျီအက်စ်ကအဖွင့်ဂိုးသွင်းယူခဲ့ပြီးဒုတိယပိုင်းပြန်ဆလို့စက္ကန့်20အလိုမှာတင်အိုလစ်ဆဲဟာအန်အော့စရာကောင်းတဲ့ဖြစ်ပြေးမှုနဲ့အတူဘောလုံးကိုဟာရီကိန်းစီအကွက်ကျပေးပို့ပြီးဘိုင်ယန်အတွက်ဒုတိယဂိုးဖန်တီးပေးခဲ့ပါတယ်။ဒါဟာထိပ်တန်းကစားသမားနဲ့တာမန်ကစားသမားကောင်းတွေကိုခွဲခြားပေးလိုက်တဲ့ကြိုးစားမှုမျိုးဖြစ်ပါတယ်။ရီယယ်မက်ဒရစ်ရဲ့ဂိုးသမားအန်ဒရီလူနင်ဟာတညလုံးအိုလစ်ဆဲရဲ့ချင်းချောက်မှုတွေကိုစောင့်ကြည့်ခဲ့ရပြီးပြင်သစ်သားလေးဟာမက်ဒရစ်ရဲ့စူပါစတာတွေကိုသူတို့ရဲ့ကွင်းထဲမှာတင်အသာစီရယူသွားခဲ့ကအဲ့ဒီချန်ပီယံလိတန်ပွဲရဲ့6ကြိမ်မြောက်ဂိုးဖန်တီးမှုကိုလည်းရယူနိုင်ခဲ့ပါတယ်။မြူနစ်မြေကဒုတိယအကြော့ပွဲစဉ်ကတော့တကယ်ကိုကမောက်ကမဖြစ်ရတွေနဲ့ပြည့်နေပြီးဂန္ဓဝင်မြောက်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ရီယယ်မက်ဒရစ်အသင်းဟာပွဲဆဆချင်းမိနစ်မှာတင်မာနူယယ်နူအာရဲ့အမှားကနေတဆင့်အာရာကူလာကနေဂိုးသွင်းယူခဲ့ပြီးအဲ့ဒီတူရကီကွင်းလယ်လူဟာနောက်ပိုင်းမှာအန်အော့စရာကောင်းတဲ့ free kick ကနေတဆင့်သူ့အတွက်ဒုတိယဂိုးကိုသွင်းယူခဲ့ပါတယ်။အသာစီးရမှုကတက်လက်စီပြောင်းလဲနေခဲ့ပါတယ်။အလက်ဆန်နာပါပလိုဖစ်နဲ့ဟာရီကိန်းတို့ကဘိုင်ယန်အတွက်ပြန်လည်ချေပဂိုးတွေသွင်းယူပေးခဲ့ပါတယ်။အဲ့ဒီနောက်ပွဲပြီးခါနီးအချိန်မှာတော့တဦးချင်းအရေးသွေးမြင့်မာတဲ့အခိုက်အတန့်နှစ်ခုကအရာအလုံးကိုအဆုံးဖြတ်ပေးသွားခဲ့ပါတယ်။လူဝစ်ဂျီအက်စ်ကဘိုင်ယန်အတွက်3ဂိုးမြောက်ဂိုးကိုကန်သွင်းခဲ့ပြီးမိုက်ကယ်အိုလစ်ဆဲကတော့ထိုညကိုအဆုံးသက်တစိတ်ခတ်ပေးခဲ့ပါတယ်။အဲ့ဒီနောက်ဆုံးဂိုးကဘယ်လိုရောက်လာတာလဲ။အိုလစ်ဆဲဟာညတောင်ပန်ကွင်းပေးလိုက်နာမှာဟာရီကိန်းစီကနေဘောလုံးလက်ခံရရှိခဲ့ပြီးမက်ထရစ်ရဲ့ penalty area စီဆွဲပြေးကဘောလုံးကိုဂိုးပေါက်ရဲ့ဘယ်ဘက်အပေါ်ထောင်ထဲကိုကွေးပြီးကန်သွင်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲဟာ4ဂိုး3ဂိုးနဲ့ပြီးဆုံးခဲ့ပြီးနှစ်ကြော့ပေါင်း6ဂိုး4ဂိုးနဲ့ဘိုင်ယန်တင်းဆီမီဖိုင်နယ်ကိုတက်လန်းသွားခဲ့ပါတယ်။အိုလစ်ဆဲဟာပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားစုကိုရရှိခဲ့ပါတယ်။သူဟာနောက်ပိုင်းမှာဝန်ခံခဲ့တာကအဲ့ဒီလိုကန်ချက်မျိုးကိုလေ့ကျင့်ရေးကွင်းမှာ9ကြိမ်ဒါမှမဟုတ်6ကြိမ်လောက်စမ်းသပ်ခဲ့ပြီးအချိန်တိုင်းမှာပုံမနီးဆက်လာခဲ့ကအခုလိုဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့လို့ဝမ်းသာမိကြောင်းပြောကြားခဲ့ပါတယ်။ဒါဟာကန်ကောင်းလို့တွင်းခဲ့တဲ့တောင်ပန်ကစားသမားတစ်ယောက်မဟုတ်ဘယ်ပြည့်စုံမှုကိုအမြဲရှာဖွေနေတဲ့စိတ်ဓာတ်မျိုးဖြစ်ပါတယ်။ဒါဆိုရင်ဘာနေပြူကွင်းကဆွမ်းဆောင်ရည်ဟာဘာကြောင့်အရာအလုံးကိုပြောင်းလဲပစ်လိုက်တာလဲဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကရီယယ်မက်ဒရစ်အသင်းကိုယ်တိုင်ကိုယုံကြည်သွားစေလို့ဖြစ်ပါတယ်ဂျာမန်ဘောလုံးသတင်းထောက်ခရစ်ရှန်ဖော့ဖ်ရဲ့အဆိုအရအဲ့ဒီပွဲပြီးနောက်မှာအိုလစ်ဆဲဟာရီယယ်မက်ဒရစ်အသင်းရဲ့အဓိကအပြောင်းရွှေ့ပြစ်မှတ်ဖြစ်လာခဲ့ပြီးဖလော်ရန်တီနိုပီရက်စ်ကယူရိုတန်160ကနေတန်165တန်းဝန်းကျင်အထိပေးချေဖို့အဆင်သင့်ဖြစ်နေတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်သူကိုယ်တိုင်ရှာအခွဲခဲ့တဲ့ကလပ်အသင်းကြီးကအခုသူ့ကိုပြန်လဲဝယ်ယူခြင်းနေတာဖြစ်ပါတယ်ဘောလုံးလောကမှာခမ ्या ကိုအနိုင်ယူသွားတဲ့ကစားသမားကိုပြန်လဲခေါ်ယူဖို့ကြိုးစားတာတဲ့ကြီးမားတဲ့ချီးကျူးမှုမျိုးမရှိတော့ပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီဖြစ်ရဲ့ဗဟိုချက်ကစန့်ကျင်ဘက်အခြေအနေစီကိုပြန်သွားကြည့်ရအောင် MRB ရဲ့ချီကျူးစကားဟာဘာကြောင့်တာမန်ချီကျူးမှုထက်ပိုပြီးအာဏာပြောင်းလဲတစ်ခုကိုဝန်ခံလိုက်တယ်လို့မျိုးဖြစ်နေရတာလဲနှစ်ပေါင်းများစွာအတွင်းပြင်သစ်အသင်းဟာ MRB ရဲ့ဘရင်နိုင်ငံတော်ဖြစ်ခဲ့ပါတယ်ဘောလုံးပုံစံဟာသူ့ရဲ့မြန်ဆန်တဲ့အရှိန်ဟုန်တဲ့ပွဲတွေကိုအဆုံးဖြတ်ပေးနိုင်ဖို့လမ်းကြောင်းဖွင့်ပေးတဲ့ပုံစံမျိုးနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်အိုလစ်ဆဲကတော့ကွဲပြားတဲ့အရာတစ်ခုကိုပေးစွမ်းပါတယ်သူကထိန်းချုပ်မှုအမျှော်မြင်နဲ့ဘာမှမရှိတဲ့နေရာကနေအခွင့်အရေးဖန်တီးနိုင်စွမ်းတွေကိုပေးစွမ်းတာဖြစ်ပါတယ်သူဟာနေရာလွတ်တွေပေးမှပြည့်တတ်တဲ့သူမျိုးမဟုတ်ပါဘူးသူကိုယ်တိုင်ကနေရာလွတ်တွေကိုတီထွင်ဖန်တီးနိုင်တဲ့သူဖြစ်ပါတယ်ဒါကအဲ့ဒီလူနှစ်ယောက်ကြားကနှိုင်းယှဉ်ချက်ကိုစိတ်ဝင်စားဖို့ကောင်းစေတာပါအမ်ဘာပေဟာအခုပြောင်းတွေကိုဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့အပြည့်သမားတစ်ဦးဖြစ်ပါတယ်အိုလစ်ဆဲကတော့ပွဲကိုအရှိန်လျှော့ချနိုင်ပြီးနောက်ခံလူတွေကိုလှည့်စားကမရှိတဲ့လမ်းကြောင်းတွေကြားထဲကနေဘောလုံးပေးပို့နိုင်တဲ့ဘယ်ချေသုံးနည်းစနစ်တမတူဖြစ်ပါတယ်။ MRB ကအရှိန်နဲ့ပွဲတွေကိုနိုင်အောင်လုပ်ပေးပြီးအိုလစ်ဆဲကတော့အသိဉာဏ်နဲ့နိုင်အောင်လုပ်ပေးတာဖြစ်ပါတယ်။ပြီးတော့အသင်းတိုင်းကပြင်သစ်အသင်းကိုပိတ်ကစားလေးရှိတဲ့ခေတ်သစ်ဘောလုံးလောကမှာဆိုရင်အဲ့ဒီလိုအပိတ်ခံထားရတဲ့အနေအထားကိုဖွင့်လှစ်ပေးနိုင်တဲ့ကစားသမားဟာပြေးဖို့နေရာလွတ်လိုအပ်တဲ့ကစားသမားထက်ပိုမိုတန်ဖိုးရှိနေတတ်ပါတယ်။ MRB အနေနဲ့သူ့ရဲ့အဆင့်တန်းပေါ်ချင်းချောက်လာနေတဲ့ DNA ကိုသတိပြုမိပါသလားတေချာပေါက်သတိပြုမိပါတယ်ဒါကြောင့်မို့လဲသူ့ရဲ့စကားလုံးတွေကပိုပြီးအတိတ်ပဲပေါ်လွင်နေတာဖြစ်ပါတယ်ပြင်သစ်အသင်းမှာအိုလစ်ဆဲလိုအရေးသွေးမျိုးရှိတဲ့ကစားသမားရှိနေတာကံကောင်းပြီးအိုလစ်ဆဲကနိုင်ငံအသင်းနဲ့အတူတက်တောင့်တက်တာရှိနေပါတယ်လို့သူပြောတဲ့အခါသူဟာလိမ္မာပါနဲ့စွာလှုပ်ဆောင်နေတာဖြစ်ပါတယ်သူဟာအသစ်တက်လာတဲ့ကျေပွင့်ကိုမနာလိုဖြစ်နေတဲ့ပြိုင်ဘက်တအုပ်အဖြစ်မပြတာပဲသူ့ကိုကြိုးဆိုနေတဲ့စီနီယာဝါရင်ကစားသမားကြီးတအုပ်အဖြစ်သူ့ကိုယ်သူနေရာယူလိုက်တာဖြစ်ပါတယ်ဒါဟာအိုလစ်ဆဲရဲ့တက်ကြွမှုကိုတွားရောက်တိုက်ခိုက်နေခြင်းကသူ့ရဲ့ဂုဏ်သိက္ခာကိုသာကျဆင်းစေမယ်ဆိုတာကိုနားလည်ထားတဲ့အသင်းကောင်းဆောင်တယောက်ရဲ့လှုပ်ရှားမှုမျိုးဖြစ်ပါတယ်MRB ရဲ့စကားထဲမှာနီးပြူဟာပိုင်းဆိုင်ရာအမှန်တရားတစ်ခုလည်းညှို့နှံထားပါတယ်နီးပြဒေရှန်ရဲ့လက်အောက်ကပြင်သစ်အသင်းဟာစနစ်တကျကာကွယ်ထားတဲ့ခံစစ်တွေကိုဖောက်ထွက်ဖို့ရုန်းကန်ရလိမ့်ရှိပြီးစင်ဆက်မပြတ်ဖန်တီးမှုတွေထက်တဦးချင်းအရေးသွေးတွေကိုပဲအားကိုးခဲ့ရပါတယ်အိုလစ်ဆဲကအဲ့ဒီပြဿနာကိုဖြေရှင်းပေးလိုက်တာဖြစ်ပါတယ်သူ့ရဲ့ဘိုင်ယန်တင်းဖော်ဟောင်းဒါယိုဥပမီကာနိုကသူ့ကိုဂိုးသွင်းနိုင်ဖန်တီးနိုင်ပြီးခံစစ်ပါကူညီနိုင်တဲ့အရာအလုံးလှုပ်ဆောင်နိုင်တဲ့မျက်လက်စရာလို့ခေါ်ဆိုခဲ့ပါတယ်အန်ဒွမ်ဂရစ်မန်ကလည်းအိုလစ်ဆဲဟာဘောလုံးထိတွေ့လိုက်တိုင်းတိုက်စစ်ကိုတက်ရောက်မှုရှိစေတယ်လို့ဆိုပါတယ်ဒေရှန်ကိုယ်တိုင်ကလည်းသူ့ကိုအရာအလုံးလှုပ်ဆောင်နိုင်စွမ်းရှိတဲ့နီးစနစ်ပိုင်းပါမီရှင်ဖြစ်ဖော်ပြခဲ့ပါတယ်ဒါတွေဟာရိုးရိုးတန်းတန်းချီးကျူးစကားတွေမဟုတ်ပါဘူးသူတို့ဟာအသင်းအတွက်မရှိမဖြစ်ကစားသမားတစ်ယောက်ဖြစ်လာပြီဆိုတာကိုဖော်ပြနေတာဖြစ်ပါတယ်အိုလစ်ဆဲရဲ့ပုံမကျေပြတ်တဲ့နိုင်ငံတကာသမိုင်းကြောင်းကိုစဉ်းစားကြည့်လိုက်ပါသူဟာယူကရိန်းအသင်းကို2ဂိုး6မရှိနဲ့အနိုင်ရရှိခဲ့တဲ့ကမ္ဘာ့ဖလားအခြေစစ်ပွဲမှာပြင်သစ်အသင်းအတွက်ပထမဆုံးအကြိမ်တရားဝင်ပွဲဥထွက်ကစားပေးခဲ့ပြီးဂိုးသွင်းယူခဲ့ကဒါဟာသူ့ရဲ့9ပွဲမြောက်နိုင်ငံတကာပွဲစဉ်မှာ3ဂိုးမြောက်ဂိုးဖြစ်ခဲ့ပါတယ်သူဟာ2024ခုနှစ်ပါရီအိုလံပစ်ပြိုင်ပွဲမှာလည်းပြင်သစ်အသင်းနဲ့အတူငွေတံဆိပ်ဆုရရှိခဲ့ပူပါတယ်အခုတော့သူဟာ2026ကမ္ဘာ့ဖလားပြိုင်
ပွဲစီကိုမျှော်လင့်ချက်ရှိတဲ့အရန်ကစားသမားတစ်ယောက်ဖြစ်မဟုတ်ပဲသူ့ရဲ့ကစားသမားဘဝပထမဆုံး hat-trick စံချိန်နဲ့အတူတေချာပေါက်ပွဲထွက်ခွင့်ရမယ့်သူအဖြစ်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်ဒီတိုးတက်မှုဟာမနာမနေဖြစ်ပေါ်ခဲ့တာဖြစ်ပြီးဘိုင်ယန်မြူးနစ်အပြင်ဘက်ကဘယ်သူမှကြိုတင်မခံမှန်းနိုင်လောက်အောင်မြန်ဆန်ခဲ့တာဖြစ်ပါတယ်ဒါဆိုရင်ဇွန်လ16ရက်နေ့နယူးဂျာစီမှာစီနီဂေါအသင်းနဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကိုကစားဖို့ပြင်ဆင်နေတဲ့ပြင်သစ်အသင်းအတွက်အခုဘာရီဆက်ဖြစ်လာမလဲအတ္တလန်တိတ်သမုဒ္ဒရာကိုဖျက်ကျော်လာခဲ့တဲ့အသင်းဟာလူတစ်ယောက်တည်းအပေါ်မှာတင်အခြေခံထားတဲ့အသင်းမဟုတ်တော့ပါဘူးဒါဟာတိုက်စစ်မှာတကယ်စူပါစတာ2ယောက်ရှိနေတဲ့အသင်းဖြစ်ပြီးသူတို့2ယောက်ကြားကဆက်ဆံရေးကပဲပြိုင်ပွဲကိုအဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်အကယ်၍အမ်ဘာပေနဲ့အိုလီဆဲတို့ဟာခံစစ်တွေကိုတစ်ယောက်ကဆွဲဆန့်ပြီးတစ်ယောက်ကဖွင့်လှစ်ပေးရင်အတူတကွပူးပေါင်းကစားနိုင်မယ်ဆိုရင်တော့ပြင်သစ်အသင်းဟာတကယ်ကိုကြောက်စရာကောင်းလာပါလိမ့်မယ်အကယ်၍သူတို့ရဲ့အတ္တတွေဒါထိတ်တိုက်တွေ့ခဲ့မယ်ဆိုရင်တော့တပြင်းလုံးဟာမျောလင်းချက်တွေရဲ့ဖိအားအောက်မှာပြိုကွဲသွားနိုင်ပါတယ်ဒါကြောင့်မို့လဲအမ်ဘာပေရဲ့စကားဟာရိုးရှင်းတဲ့ချီးကျူးမှုမဟုတ်တော့ဘဲတေချာစဉ်းစားထားတဲ့တန်တမန်ရေးရလှုပ်ရှားမှုတစ်ခုလိုဖြစ်နေရတာဖြစ်ပါတယ်သူဟာသူပြောင်းလဲလို့မရတဲ့လက်တွေ့အခြေအနေတစ်ခုကိုလူသိရှင်ကြားငြင်းညမ်းစွာလက်ခံလိုက်တာဖြစ်ပါတယ်အိုလီဆဲရောက်နေပါဗျအိုလီဆဲကထက်မြက်နေပြီးအိုလီဆဲကပျောက်ကွယ်သွားမှာမဟုတ်ပါဘူးအသင်းကောင်းဆောင်တယောက်လုံးနိုင်တဲ့အကောင်းဆုံးအရာကတော့အသစ်တက်လာတဲ့ကျေပွင့်ကအသင်းကောင်းဆောင်နေရာကိုမယူခင်ပါရင်အဲ့ဒီကျေပွင့်ကိုဖက်လဲတကင်လက်ခံလိုက်ဖို့ပဲဖြစ်ပါတယ်အမ်ဘာပေဟာသူ့ရဲ့အတ္တတွေရှိနေလင်ကစားလေးကဘယ်ဘက်ကိုတိုက်ခတ်နေလဲဆိုတာကိုမြင်နိုင်လောက်အောင်လုံလောက်စွာအသိဉာဏ်ရှိပါတယ်အမ်ဘာပေမပြောဘဲခြံထားခဲ့တဲ့အရာတွေကိုတတိယလိုက်တဲ့အခါတပြင်းလုံးဟာပိုပြီးထင်ရှားလာပါတယ်သူဟာသူ့ကိုယ်သူအသင်းရဲ့အဓိကခေါင်းဆောင်လို့မခေါ်ဆိုခဲ့ပါဘူးသူဟာသူ့ရဲ့နိုင်ငံတကာတွင်းကို56ကိုတော့မဟုတ်ကမ္ဘာဖလားပိုလူပွဲက hat-trick စံချိန်တွေကိုလူတိုင်းကိုပြန်လည်မအောင်မေ့စေခဲ့ပါဘူးသူဟာရိုးရိုးရှင်းရှင်းပဲသူ့ထက်ငယ်တဲ့လူငယ်လေးကိုချီးကျူးခဲ့ပြီးစင်းမြင့်ရဲ့ဗဟိုချက်ကနေအနေငယ်ဖယ်ပေးခဲ့တာဖြစ်ပါတယ်မိမိကိုယ်ကိုအမြဲတမ်းအဓိကဆက်ဆောင်ဖြစ်ရှိနေခြင်းတဲ့ကစားသမားတစ်ယောက်အတွက်တော့အဲ့ဒီလိုတင်းငယ်တဲ့ခြေလမ်းလေးကတင်အရာအလုံးကိုပြောပြနေပါတယ်ဒါဟာကီလီယန်အမ်ဘာပေကိုယ်တိုင်တောင်မိုက်ကယ်အိုလီဆဲကိုလစ်လူရှူထားလို့မရတော့ဘူးဆိုတာကိုပြသနေတာဖြစ်ပါတယ်ပြီးတော့အဲ့ဒါကပဲတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တဲ့တကယ်အတိတ်ပဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်အမ်ဘာပေဟာအကြောင်းပြချက်မရှိပဲဘယ်တော့မှစကားမပြောပါဘူးသူဟာသူကိုယ်တိုင်မလုပ်နိုင်ခဲ့တဲ့ hat-trick စံချိန်ကိုအိုလီဆဲတွင်းယူခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်သူဟာဘာနေပြူးကွင်းကအကောင်းဆုံးဆွမ်းဆောင်ရည်ကိုမြင်တွေ့ခဲ့ရပါတေကိန်းအတွက်ဂိုးဖန်တီးမှုမက်ထရစ်နဲ့ပွဲကဂိုးဘွန်ဒက်စ်လီဂါတစ်နှစ်တာအကောင်းဆုံးကစားသမားစုနဲ့ယူရိုတန်160တန်ကြီးရှိတဲ့စိတ်ဝင်စားမှုတွေကိုသူမြင်တွေ့ခဲ့ရပါတယ်သူဟာအဲ့ဒါတွေအကုန်လုံးကိုမြင်တွေ့ခဲ့ပြီးဘာကိုဆိုလိုတာလဲဆိုတာကိုနားလည်ခဲ့ပါတယ်ဒါကြောင့်သူဟာစကားပြောခဲ့တာဖြစ်ပြီးဒါဟာပြောရမယ်ဆိုတဲ့ဖိအားကြောင့်မဟုတ်ပဲပြင်သစ်အသင်းရဲ့တဦးလေးသောစူပါစတာခေတ်ကာလဟာတိတ်တဆိတ်ကုန်ဆုံးသွားခဲ့ပြီးနောက်ထပ်အခန်းကဏ္ဍတစ်မှာနာမည်အသစ်တစ်ခုရေးထိုးထားပြီဆိုတာကိုသိလို့ပဲဖြစ်ပါတယ်အဲ့ဒီနာမည်ကတော့မိုက်ကယ်အိုလီဆဲပဲဖြစ်ပါတယ်